တိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလောက်ရမှာကောင်းအားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ကားရင်ရာဇာခိုင်းတဲ့တယ်ဂျာတော်ကြီးပြောသွားတာကျွန်တော်တို့ကခင်ဗျားတို့ခိုင်းတာကိုလောက်ရမှာလားအစိုးရမင်းခိုင်းတာကိုလောက်ရမှာခင်ဗျားတို့လွဲနေတယ်ကိုနေကောင်ခင်ဗျားပြောတဲ့စကားလွဲနေတယ်နော်အဲ့ဒီပြောတဲ့စကားကြီးလွဲနေတာကိုလဲဒါဟိုပဲခါတဲ့မြတ်စွာဘုရားတီးတီးမှပြောနေတယ်အဲ့ဒါသက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေလည်းကိုနေအောင်နည်းနည်းပြောကြအောင်နော်ပြောကြအောင်ကျွန်တော်ထောင်ကလှုပ်လာတာလဲခင်ဗျားတို့မှားနေပြီလားမသိဘူးနော်အဲ့တော့ကျွန်တော်ထောင်ကထွက်လာတာနဲ့ကိုနေအောင်နဲ့တဲ့ကိုတိုးတာဒီမိုကရေစီမဲဆွယ်ပွဲလို့ပြောတဲ့ကျန်းဖို့ပါတီရဲ့မဲဆွယ်ပွဲတွေမှာတရုတ်ဆောင်နေအောင်ကပြည်သူတွေဟာတိုင်းပြည်ရဲ့မင်းဖြစ်တဲ့မင်းအွန်လိုင်းခိုင်းတာကိုလုပ်ရမယ်လို့ဒီမိုကရေစီနဲ့တိုက်ရိုက်ဆန့်ကျင်တဲ့စကားတွေပြောခဲ့ပါတယ်ကျန်းဖို့ပါတီကရန်ကုန်ကလူထောင်နဲ့ရှိတဲ့မဲဆွယ်ပွဲတွေမှာပါစစ်တပ်ထောက်ခံသူနေအောင်ကိုဖိတ်ခေါ်ပြီးဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေပြောခွင့်ပေးခဲ့တာဖြစ်ပါတယ်မင်းအွန်လိုင်းလက်ထက်မှာလူများပေမဲ့စစ်တပ်ထောက်ခံသူနဲ့ကြံ့ဖို့ပါတီဝင်တွေဟာတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့မဝေဖန်ရဲကြပါဘူးဒါပေမဲ့မကြာသေးခင်ကမှထောင်ကထွက်လာတဲ့ကြိုက်ထုံငါးမင်းဆွေကနေအောင်အနေနဲ့ဒီစကားပြောတာဟာဒီမိုကရေစီနဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီးသူ့အနေနဲ့ပြန်တောင်းပန်သင့်တယ်လို့ဝေဖန်ပြောဆိုလိုက်ပါတယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလောက်ရမှာကောင်းအားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ကားရင်ရာဇာခိုင်းတဲ့တယ်ဂျာတော်ကြီးပြောသွားတာဒီကတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလောက်ရမှာကောင်းအားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ကားရင်ရာဇာခိုင်းတဲ့တယ်ဂျာတော်ကြီးပြောသွားတာအဲ့ဒါနော်ရုပ်ရှင်မင်းသားကြီးအကယ်ဒမီဥနေအောင်ဟုတ်လားသူကအဲ့ဒီအခုရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာနော်အဲ့ဒါကြီးလိုက်ပြောနေတယ်အဲ့ဒါကြီးလိုက်ပြောနေတယ်အဲ့တော့ကျွန်တော်ထောင်ကထွက်လာတာလေနော်ကျွန်တော်ကိုထောင်ကလှုပ်လာတာလေခင်ဗျားတို့မှားနေပြီလားမသိဘူးနော်အဲ့တော့ကျွန်တော်ထောင်ကထွက်လာတာနဲ့ကိုနေအောင်နဲ့တဲ့ကိုတိုးတာနော်တဲ့တိုးရဲဆိုတာကျွန်တော်ထောင်ကထွက်လာပြီးဖုံးလိုင်းစသုံးတာနဲ့ဟုတ်လားတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့လူတွေအကုန်သတ်သူပြောတာဟာကျွန်တော်ထောင်ကထွက်လာတာနဲ့အဲ့ဒါကိုစကြားတော့ဟာဒါကြီးကတော့မှားနေပြီဒါကြီးကတော့မဖြစ်ဘူးเนาะဒါကြီးကတော့မဖြစ်ဘူးတိုင်းပြည်ကိုမငြိမ်အောင်လုပ်တာနဲ့မငြိမ်မသက်ဖြစ်အောင်လုပ်တာနဲ့เนาะအကုန်သတ်ဆိုတော့เนาะခင်ဗျားပြောတဲ့စကားဟုတ်လားတိုင်းပြည်မငြိမ်မသက်ဖြစ်အောင်ဆိုတာခင်ဗျားဟိုအစိုးရကိုဝေဖန်တဲ့စာတွေရေးမယ်ဟုတ်လားဝေဖန်တဲ့စကားတွေပြောမယ်เนาะဒါလည်းမငြိမ်မသက်ဖြစ်အောင်လုပ်တာပဲเนาะအဲ့တော့ဟိုနည်းနည်းပါးပါပေါ့ဗျာဒီဟိုပေါ့နော်ကိုယ့်ရဲ့ဆန္ဒလေးတွေနော်ဥပဒေနဲ့ညီထုတ်ဖော်ပြောဆိုမယ်နော်အဲ့ဒါလည်းအစိုးရကိုဝေဖန်ဟိုတာဖြစ်တာနဲ့ဒါအစိုးရကိုမငြိမ်အောင်လုပ်တာပေါ့ဗျာအစိုးရမှာလှုပ်ရှုပ်တာပေါ့အဲ့ဒါနဲ့တတ်ရမှာလားအဲ့ဒါကိုကျွန်တော်သူ့ကိုပြောလိုက်ပြီးနော်ပြောလိုက်တော့ဒီစကားတော့သူထပ်ပြောတာတော့တိတ်မတွေ့တော့ဘူးနော်ဒါပေမဲ့ तू မှားတယ်လို့လည်း तू ဝန်မခံဘူးနော် तू မှားတယ်လို့ तू ဝန်မခံဘူးသူနဲ့သက်ဆိုင်တဲ့လူကြီးတွေကလည်းထွက်ပြီးတော့ဒါကိုနေအောင်ပြောတာမှားသွားပါတယ်လို့လည်းဘယ်သူမှမပြောဘူးထားလိုက်ပါတော့เนาะအခုတခါထပ်ပြောလာပြန်တယ်เนาะဟုတ်လားတိုင်းသူဒီတိုင်းပြည်ကမင်းခိုင်းတာကိုကျွန်တော်တို့တိုင်းသူပြည်သားတွေကလောက်ရမယ်ဆိုပြီးတော့ဟုတ်လားကျွန်တော်တို့ကတိုင်းသူပြည်သားတိုင်းပြည်ကမင်းခိုင်းတာကိုလောက်ရမယ်ဟုတ်လားတိုင်းပြည်ကမင်းကိုစော်ကားရင်เนาะမင်းကိုစော်ကားရင်ရာဇခိုင်းသိတယ်ဆိုပြီးတော့ပြောသွားတယ်เนาะအဲ့လိုသူပြောသွားတယ်အဲ့တော့ဟုတ်လားမင်းဆိုတာပါတယ်နော်တိုင်းပြည်ကမင်းခိုင်းတာလို့မင်းဆိုတာအစိုးရပဲလေနော်အစိုးရမင်းဆိုတာအစိုးရဟုတ်လားအစိုးရဆိုတာမင်းပဲနော်အစိုးရမင်းလို့လည်းခေါ်ကြတယ်အဲ့တော့ကျွန်တော်တို့ကတိုင်းပြည်ရဲ့အစိုးရမင်းတွေခိုင်းတာကိုကျွန်တော်တို့ကလောက်အောင်ပါလားအခုခင်ဗျားတို့ကအစိုးရမင်းတွေဖြစ်ဖို့ဟုတ်လားအစိုးရမင်းတွေဖြစ်ဖို့ခင်ဗျားတို့အာဏာရတဲ့အစိုးရမင်းတွေဖြစ်ဖို့ခင်ဗျားတို့အခုဟုတ်လားမဲဆွယ်စည်းရုံးပွဲတွေမှာနိုင်ငံရေးပါတီအသီးသီးကဟုတ်လားမဲဆွယ်နေကြတယ်နော်ကိုယ်စလဲလောင်းနေတာခင်ဗျားဘာပြောလဲအဲ့တော့အမြဲပြောတဲ့စကားရှိတယ်ကျွန်တော်တို့ကိုခိုင်းပါဟမ်အဲ့ဒီစကားကိုခင်ဗျားတို့ထားတာပြောကျွန်တော်တို့ကိုခိုင်းပါအကုန်လုံးပါတီအကုန်လုံးကကိုယ်စလဲတွေအကုန်လုံးအဲ့လိုပဲပြောတယ်လေကျွန်တော်တို့ခိုင်းပါတဲ့ဟုတ်လားကျွန်တော်တို့ကဟုတ်လား
ဒီတဲကိုနော်ကျွန်တော်တို့အာဏာရရင်နော်ကျွန်တော်တို့ခိုင်းပါနော်အာဏာဆိုတာဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာပေါ့နော်ဒီရွေးကောက်ပွဲနိုင်အစိုးရဖွဲ့နိုင်မယ်နော်တချို့လည်းလွတ်တော်ရဲရောက်မယ်အဲ့တော့ကျွန်တော်တို့ခိုင်းပါဆိုတာခင်ဗျားတို့ပဲပြောတာလေခင်ဗျားတို့အစိုးရမင်းတွေဖြစ်ကြရင်နော်ခင်ဗျားတို့ကိုကျွန်တော်တို့တိုင်းသူပြည်သားတွေကခိုင်းရမှာလေကျွန်တော်တို့ကခင်ဗျားတို့ခိုင်းတာကိုလုပ်ရမှာလားအစိုးရမင်းခိုင်းတာကိုလုပ်ရမှာခင်ဗျားတို့လွဲနေတယ်ကိုနေကောင်ခင်ဗျားပြောတဲ့စကားလွဲနေတယ်နော်အဲ့ဒီပြောတဲ့စကားကြီးလွဲနေတာကိုလဲဒါဟိုပဲခါတဲ့မဲဆွယ်ပဲတီးတီးမှပြောနေတယ်အဲ့တော့တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေလည်းကိုနေအောင်နည်းနည်းပြောကြအောင်နော်ပြောကြအောင်အဲ့ဒါတွေကနော်တိုင်းပြည်ကိုနဲ့နိုင်ငံသားတွေကိုအစိတ်ဖြစ်စေတယ်ဗျခင်ဗျားပြောတဲ့စကားတွေကစကားတိုင်းကောင်းတာမဟုတ်ဘူးစာတိုင်းလည်းကောင်းတာမဟုတ်ဘူးနော်မကောင်းတဲ့စာမကောင်းတဲ့စကားကနိုင်ငံတော်နဲ့နိုင်ငံသားတွေကိုအစိတ်ဖြစ်စေတယ်နော်အစိတ်ဖြစ်စေတဲ့စာရှိတယ်အစိတ်ဖြစ်စေတဲ့စကားတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကကိုယ်နိုင်ငံတော်ကိုယ်နိုင်ငံသားတွေကိုခွန်အားဖြစ်စေသောစာခွန်အားဖြစ်စေသောစကားတွေပဲပြောရမှာကိုနေအောင်ရဲ့ခင်ဗျားစကားတွေအစိတ်သိတဲ့စကားတွေနော်အဲ့ဒါခင်ဗျားဒီဟာတွေကိုတက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေသူ့နဲ့နီးစပ်တဲ့ဟုတ်လားပုံကိုယ်တွေကလည်းနည်းနည်းပါဝိုင်းပြောကြအောင်နော်ကျွန်တော်တို့ကတော့မလုံနိုင်ဘူးเนาะကျွန်တော်တို့ခမားတို့ခိုင်းမှုကျွန်တော်တို့ကမဲရုပ်သွားပြီးမဲသွားပေးမှာเนาะကျွန်တော်တို့ကခမားတို့ခိုင်းမှုအဲ့အစိုးရမင်းကိုခိုင်းမှုကျွန်တော်တို့ကမဲသွားပေးမှာเนาะခမားတို့ကကျွန်တော်တို့ပြည်သူတွေကိုခိုင်းမှုကျွန်တော်တို့မဲသွားပေးတာမဟုတ်ဘူးရှင်းလေးတာเนาะရှင်းလေးအဲ့ဒီစကားရက်တန်းကရလိုက်เนาะမကောင်းဘူးနော်ကိုနေရောခင်ဗျားပြောတာရွေးကောက်ပွဲကိုပါထိခိုက်တယ်နော်ခင်ဗျားပြောတာတွေရွေးကောက်ပွဲကိုထိခိုက်နေတယ်ဟုတ်လားနောက်ပြီးဟုတ်လားမင်းကိုစော်ခိုင်းရာဇခိုင်းသိတယ်နော်အပြစ်ရှိတယ်ပေါ့နော်ဒါကျွန်တော်တော့ကျွန်တော်လက်ခံတယ်နော်အစိုးရကိုကျွန်တော်တိုင်းသူပြည်သားတွေအစိုးရကိုစော်ကားလို့မရဘူးနော်စော်ခိုင်းရင်အပြစ်ရှိတယ်နော်အစိုးရကလည်းတိုင်းသူပြည်သားကိုစော်ကားလို့မရဘူးနော်အစိုးရမင်းကလည်းတိုင်းသူပြည်သားကိုစော်ကားလို့မရဘူးစော်ကားရင်အစိုးရမှာလည်းအပြစ်ရှိတယ်ဒါအပြန်လာမဲ့ဘသူစော်ကားတယ်ဆိုတာဘသူကိုစော်ကားလို့မရဘူးနော်စော်ကားလို့မရဘူးလူချင်းချင်းလည်းစော်ကားလို့မရဘူးအစိုးရကလည်းပြည်သူကိုစော်ကားလို့မရဘူးပြည်သူကလည်းအစိုးရမင်းတွေကိုစော်ကားလို့မရဘူးနော်ဒါကတော့သူ့မှာထိုက်တဲ့အပြစ်ရှိတယ်နော်ထိုက်တဲ့အပြစ်ရှိမယ်ဥပဒေတွေမှာလည်းပြဋ္ဌာန်းထားပြီးသားနော်ပြဋ္ဌာန်းထားပြီးသားဟုတ်လားဒါပေမဲ့ခင်ဗျားပြောသလိုဟုတ်လားအစိုးရမင်းနေခိုင်းတာကိုတိုင်းသူပြည်သားလောက်ရမှာဆိုလုံးဝမလုပ်ဘူးနော်အစိုးရခိုင်းတာကျွန်တော်တို့ကမလုပ်နိုင်ဘူးနော်ကျွန်တော်တို့ခိုင်းတာကိုပဲအစိုးရလောက်ရမှာဟုတ်လားကျွန်တော်တို့ရဲ့သဘောတူညီချက်နဲ့မှဟုတ်လားဒီတိုင်းပြည်ရဲ့ဥပဒေကိုရေးဆွဲရမယ်ကျွန်တော်တို့တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကကျွန်တော်တို့ရဲ့သဘောတူညီချက်နဲ့ဒီတိုင်းပြည်ရဲ့ဥပဒေတွေကိုရေးဆွဲရမယ်ဒီဥပဒေတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်ရမယ်ဒီဥပဒေတွေနဲ့တိုင်းပြည်ကိုတရားစီရင်ရမယ်နော်အဲ့တော့အခုကျွန်တော်တို့လုပ်နေတာလွှတ်တော်ကြီးပေါ်လာဖို့နော်အဲ့တော့ကျွန်တော်တို့ပြည်သူဆန္ဒနဲ့အညီဟုတ်လားတရားဥပဒေတွေရေးဆွဲနိုင်ဖို့နော်ဒီလွှတ်တော်ကြီးပေါ်ဖို့လိုတယ်နော်မကောင်းတဲ့ဥပဒေတွေကိုလည်းဖျက်သိမ်းနိုင်ဖို့ဒီလွှတ်တော်ကြီးပေါ်ဖို့လိုတယ်နော်အဲ့ဒီကျွန်တော်တို့ရွေးချယ်တင်မြှောက်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကကျွန်တော်တို့ဆန္ဒနဲ့အညီဒီဥပဒေတွေကိုရေးဆွဲရမယ်မကောင်းတဲ့မသိတော်တဲ့ဥပဒေတွေကိုလည်းဖျက်သိမ်းရမယ်ပြင်သေးတာကိုပြင်ရမယ်နော်ဒါကြောင့်လွှတ်တော်ကြီးတရားပေါ်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့မဲသွားပေးတာနော်ဒါကြောင့်ကျွန်တော်တို့မဲသွားပေးတာခင်ဗျားတို့တက်လာတဲ့အစိုးရမင်းတွေတက်လာတဲ့ဟုတ်လားဥပဒေပြုရေးအာဏာရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအုပ်ချုပ်ရေးအာဏာရတဲ့ဟုတ်လားအစိုးရသမ္မတတွေဝန်ကြီးတွေအခိုင်းခံဖို့ကျွန်တော်တို့မဲသွားပေးတာမဟုတ်ဘူးနော်ဒီလွှတ်တော်ကြီးပေါ်လာဖို့ဒီလွှတ်တော်ကြီးကနေကျွန်တော်တို့ပြည်သူတွေလိုလားတဲ့ဥပဒေတွေပြဋ္ဌာန်းပေးဖို့နော်ပြည်သူတွေလိုလားတဲ့အစိုးရတင်မြှောက်ဖို့အဲ့ဒီအစိုးရလည်းပြည်သူတွေရဲ့ဟုတ်လားလိုလားချက်အတိုင်းလှုပ်ဆောင်ပေးဖို့နော်ကျွန်တော်တို့ကမဲသွားပေးတာကျွန်တော်လည်းသွားပေးမှာပါသွားပေးမှာနော်ကျွန်တော်တို့နိုင်ငံသားအားလုံးလည်းမဲသွားပေးကြပါနော်
အဲ့တော့ကိုနေအောင်စကားကတော့လုံးမားနေပြီးတော့ကိုနေအောင်ခမည်းစကားကနော်ဒီရွေးကောက်ပွဲကိုပါခမည်းဖြက်စီးသလိုဖြစ်နေတယ်ခမည်းဖြက်စီးလို့ဖြစ်နေတယ်ကျွန်တော်အရေးယူခိုင်းတာမဟုတ်နော်ကျွန်တော်ဘယ်သူ့ကိုမှထောင်မကြစေချင်ဘူးနော်ခမည်းကိုနည်းနည်းသတိပေးဆုံးမလိုက်ပါခမည်းအမခမည်းထွက်ပြီးတောင်းပန်လိုက်ပါနော်တိုင်းပြည်ဟုတ်လားတိုင်းသူပြည်သားကဒီအစိုးရမင်းခိုင်းတာကိုလောက်ရမယ်ဆိုတာခမည်းစကားခဏပြန်ပြင်လိုက်နော်မပြင်ခမည်းကရွေးကောက်ပွဲကိုခမည်းထိခိုက်ပျက်စီးအောင်လုပ်တော့ခမည်းအဲ့ဥပဒေနဲ့ခမည်းကိုအရေးယူသိနေတာဒါပေမဲ့ကျွန်တော်ခမည်းကိုအရေးမပေးယူစီခြင်းဘူးသူ့ကိုတတိပေးဆုံးမလိုက်ပါဒီစကားမှားတဲ့ကြောင့်ဝန်ခံလိုက်ပါ